အာဂျင်တီးနားနိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့လီယိုနယ်မက်ဆီဖြစ်ပါတယ်။ပေါ်တူဂီနိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့ခရစ္စတီယာနိုရိုနယ်ဒိုဖြစ်ပါတယ်။ပြင်သစ်နိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့ကီလီယန်အမ်ဘာပေဖြစ်ပါတယ်။စပိန်နိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့လာမင်းယာမောက်ဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့ဂျုတ်ဘလင်ဟန်ဖြစ်ပါတယ်။ဂျာမနီနိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့ဂျာမန်မူစီယာလာဖြစ်ပါတယ်။နယ်သာလန်နိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့ဘာဂျီဗန်ဒိုက်ဖြစ်ပါတယ်။ဘယ်လ်ဂျီယံနိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့ကီဗင်ဒီဘရိုင်းနာဖြစ်ပါတယ်။ခရိုအေးရှားနိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့လူကာမိုဒရစ်ဖြစ်ပါတယ်။ဥရုဂွေးနိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့ဖက်ဒရီဂိုဘာဘာဒီဖြစ်ပါတယ်။ကိုလံဘီယာနိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့လူဝစ်ဒီယက်စ်ဖြစ်ပါတယ်။မော်ရိုကိုနိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့အာရှရက်ဟာကီမီဖြစ်ပါတယ်။စီနီဂေါနိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့ဆာဒီယိုမာနေဖြစ်ပါတယ်။အီဂျစ်နိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့မိုဟာမက်ဆာလာဖြစ်ပါတယ်။နော်ဝေနိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့အာလင်းဟာလန်ဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့ဆွန်ဟောင်မင်ဖြစ်ပါတယ်။ United States American နိုင်ငံရဲ့အကောင်းဆုံးကစားသမားကတော့ခရစ်ရှန်ပူလီစစ်ဖြစ်ပါတယ်။ဒါဆိုရင်တင်တို့အတွက်ကိုဘရာဇီးနိုင်ငံရဲ့အကောင်းဆုံးကစားသမားကဘယ်သူဖြစ်မလဲ။နေမာဂျေအာလာဒါမှမဟုတ်ဗီနီစီယက်စ်ဂျေအာလာကွန်မန့်မှာဖြည့်ပေးခဲ့ကြပါဦး။